Rocky ကိုတရောင်စွမ်းပြပြီးနှစ်ပွဲဆက်နိုင်ပွဲရရှိခဲ့တဲ့သွေးလင်းထက်ပြည်သူများလုံးမင်္ဂလာများကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မကြာသေးခင်ကကျင်းပပြီးစီးသွားခဲ့တဲ့ One Friday Fight 1-on-1မှာမြန်မာ Fighter M-Win နဲ့သွေးလင်းထက်တို့ဝင်ရောက်ထိုးသက်ခဲ့ပြီး M-Win က Street Fighter Gordon ကိုအမှတ်နဲ့ရှုံးခဲ့ပေမဲ့သွေးလင်းထက်ကတော့တရောင်စွမ်းပြပြီး Thai Fighter Rocky ကိုအမှတ်နဲ့နိုင်ရရှိခဲ့ပါတယ်။သွေးလင်းထက်နဲ့ Rocky တို့ရဲ့ပွဲစဉ်ဟာကြီးကောင်းတယ်လို့မကြီးကောင်းတယ်လို့နဲ့မမဆောင်ဆန်ကင်းလို့ပြောရမှာဖြစ်ပါတယ်။ Rocky ကတခြား Thai Fighter တွေနဲ့မတူဘဲ UFC Fighter တယောက်ကမှွေထိုင်းလာကစားနေတာနဲ့တူနေပါတယ်။တခြား Thai Fighter တွေလိုထိချက်တွေနဲ့အမှတ်မြူပဲနဲ့ဖွင့်ထိုးဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ဒါဟာသွေးလင်းထက်လို့မြန်မာလက်ဝဲကျော်တွေအတွက်အကြိုက်ဖြစ်ခဲ့ပြီး၃ကြိမ်စလုံးစိုင်းထိုးပြိုင်ထိုးကနေ့စဉ်ပိုင်းအားတာတဲ့သွေးလင်းထက်ကအမှတ်နဲ့နိုင်ရခဲ့တာဖြစ်ပါတယ်။ပထမအချိန်မှာနှစ်ယောက်သားချီကန်ချက်တီနဲ့တယောက်ကိုတယောက်အကဲဆန်းခဲ့ကြပါတယ်။ Rocky ကသွေးလင်းထက်ကို body shot တွေပေးဖို့ကြိုးစားခဲ့ပေမဲ့သွေးလင်းထက်ရဲ့ထောက်လက်သီးတွေကလည်း Rocky ကိုထိနာစေခဲ့ပါတယ်။သွေးလင်းထက်ရဲ့အမြင့်ချီကန်ချက်တွေကြောင့် Rocky အနေငယ်ရိုက်ထွက်သွားခဲ့တယ်လို့ Rocky ရဲ့ဖျောက်လက်သီးကလည်းသွေးလင်းထက်ကိုအစ္စလမ်ဝေသွားစေခဲ့ပါတယ်။ Fighter နဲ့အလုံးဆိုင်တို့ပြိုင်ထိုးခဲ့ကြပြီးပရိသတ်တွေကိုတော့ဖျော်ဖြေမှုအပြည့်ပေးနိုင်ခဲ့ပါတယ်။ Rocky ကသွေးလင်းထက်ရဲ့ထိုးချက်တွေကိုရှောင်တင်းပြီးကောင်တာပြန်ထောက်ဖို့ကြိုးစားခဲ့ပေမဲ့သွေးလင်းထက်ကလည်းနေစနစ်ကောင်းသူပြီးလက်သီးနဲ့ထိုးမရရင်ခြေကန်ချက်နဲ့ကန်တယ်လို့ခြေကန်ချက်လွှဲရင်လက်သီးနဲ့ထိုးပြီးထိချက်ရအောင်ယူပြခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တစ်ချက်နေအောင်သားပူသွားတာကြီးကတော့ကြီးလို့သိမကောင်းခဲ့ပါဘူး။သွေးလင်းထက်ဟာတမန်ခွဲအကျော်မှာ Rocky ရဲ့ခြေကန်ချက်ကိုလက်နဲ့ပန်းပြီးဖိအားပေးထိုးသက်ခဲ့တာကြောင့် Rocky တယောက်ဖင်ထိုင်ရဲ့လဲကျသွားခဲ့ပေမဲ့ဂျိုးဝိုင်းတိုင်ရဲ့သတိပေးခြင်းကိုတော့ခံလိုက်ရပါတယ်။ပထမချိန်ပြီးကနေမှာကန်ချက်မထိတာကြောင့်အနေငယ်ရိုက်သွားတဲ့ Rocky ကိုသွေးလင်းထက်ကဒူးပြန်ကျွေးပြီးပွဲသိမ်းဖို့ကြိုးစားလာခဲ့ပါတယ်။ဒုတိယအချိန်မှာတော့နှစ်ဦးသားကပ်ဖွင့်ပြီးကိုထိုးသက်ခဲ့ပြီးအပြန်အလှန်ထိကျက်တွေရရှိခဲ့ပါတယ်။တမန်ကျော်မှာသွေးလင်းထက်ရဲ့ပတ်တောင်ကြောင့် Rockyနောက်ထောင်းကြပြီးအမတ်စင်ရေခံလိုက်ရပါတယ်။အမတ်စင်ရေခံရပြီးနောက် Rocky တယောက်ကစားတက်လာခဲ့ပြီးဒရက်ဆက်ဖိအားပေးထိုးသက်ခဲ့ပါတယ်။သွေးလင်းထက်ကလည်း Rocky ရဲ့ထိုးချက်တွေကန်ချက်တွေကိုကောင်တာပြန်ထောက်နိုင်ခဲ့ပြီးပွဲကတော်တော်လေးကြည်ကောင်းခဲ့ပါတယ်။နံပါတ်1ဝင်းချင်မှာ Rocky ရဲ့ကန်ချက်ကြောင့်သွေးလင်းထက်ဖင်ထိုင်လဲချခဲ့ပေမဲ့လည်းအမတ်စင်တော့အရေးမခံခဲ့ရပါဘူး။ Rocky ကသွေးလင်းထက်ကိုတက်ရှူခွင့်အောင်မပေးဘဲတောက်လျှောက်ဖိအားပေးထိုးသက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းထိထိရောက်ထိုးသက်နိုင်ခဲ့တာက3ချက်လောက်ရှိပြီးလေထဲကိုထိုးနေရတာကပိုများနေခဲ့ပါတယ်။နောက်ဆုံးချိန်မှာတော့ပွဲကပိုကျန်းခဲ့ပြီးဆက်စချင်းမာရင်သွေးလင်းထက်ရဲ့ပတ်တောင်ကြောင့် Rocky နောက်ထောင်းထက်ကြပြီးအမတ်စင်ထက်ရခံခဲ့ရပြန်ပါတယ်။နှစ်ကြိမ်ရှိသွားခဲ့ပြီးဖြစ်တဲ့ Rocky လည်းတတိထားကစားနေခဲ့ပြီးဂျက်ကောင်းကိုစောက်ထိုးဖို့ကြိုးစားလာခဲ့ပါတယ်။သွေးလင်းထက်ကလည်းအနိုင်တေချာလောက်ရှိနေတာကြောင့်အရန်ကြီးတိုက်စစ်ပွဲမဆော့တော့ပဲခြေကန်ချက်တွေနဲ့ဖျောက်လက်သီးတွေနဲ့ပဲပွဲကိုထင်းကစားလာခဲ့ပါတယ်။သွေးလင်းထက်က Rocky ကိုဝေမခံတော့ပဲ Rocky ကလည်းသွေးလင်းထက်ရဲ့ပတ်တောင်တွေကိုတတိထားပြီးကစားနေခဲ့ရပါတယ်။ပွဲပြီးကန်ဒီမှာသွေးလင်းထက်ကလည်းထိုးဖို့ကြိုးစားခဲ့ပေမဲ့လည်း Rocky ကလည်းမာကုံကိုပြသခဲ့ပါတယ်။သွေးလင်းထက်ရဲ့ခြေကန်ချက်တွေထိုးချက်တွေကိုဂက်ကာပြီးတော့ကောင်တာခြေကန်ချက်တွေနဲ့ပြန်လည်ဖိအားပေးထိုးသက်ခဲ့ပါတယ်။အချီပြည့်တဲ့အထိအနိုင်ရှုံးမပေါ်ခဲ့တာကြောင့်အမပေးဆုံးဖြတ်ခံယူခဲ့ရမှာအမမေးတိုင်း3စလုံးကသွေးလင်းထက်ကိုတညီတညွတ်တဲ့အနိုင်ပေးခဲ့ကြတာဖြစ်ပါတယ်။သွေးလင်းထက်အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်တုန်းကလည်းအနိုင်ရရှိခဲ့တာကြောင့်နှစ်ပွဲဆက်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ဒီနေ့ပွဲမှာသွေးလင်းထက်ဟာအရင်ပွဲကထက်ပိုမိုတိုးတက်လာခဲ့ပြီးထိချက်တင်နဲ့အမှတ်ရအောင်ယူလာခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ